မှထင်တာပဲပို့ပါ နော်ဒီနေ့ရဲ့လုံသမားစေလို့စရင်ပဲ ဟုတ်ကဲ့မ သူတို့ရောင်မတတိယသွားပြီနော် သူတို့ထွက်သွားတော့အပုံလေးတော့ Facebook မှာတင်ထားပြီးရှင်